ဒီနေ့တော့ကျမတို့နေရာထိုင်းမြန်မာနယ်စပ်မှာရှိတဲ့လက်ဖွဲ့ထားတဲ့လူတင်စားကြတဲ့နှိမ်တောင်ဆိုတဲ့ရွာလေးကိုတော့မှဖြစ်ပါရဲ့ရှင်။ထိုင်းလူဆိုရင်တော့ဘန်အီတောင်ပီလော်မိုင်းလို့ခေါ်ကြပါလေ။ကဲကစနာဘူရီဘရောရောက်လာတယ်မသိဘူးမလားကျွန်တော်ရှင်းပြမယ်ဗျာနှိမ်တောင်ကဓာတ်ရိုက်မရောက်ဘူးဆိုတော့ကရှနာဘူရီကနေပြီးတော့တဆင့်သွားရမယ်ပေါ့နော်အဲ့မှာဈေးကအခု10နာရီကျော်ပြီဖြစ်တဲ့အတွက်ကဈေးကမမီမှာဆိုလို့ကရှနာဘူရီမှာတရက်လေပြီးမှနောက်ရက်ကျမှနှိမ်တောင်ဆက်သွားပါမယ်ကစနာဘူရီမှာဒီနေ့နားတွေပါစီတယ်မသိဘူးလေကြည့်အောင်ပဲဗျာအဲ့နဲ့ခုနကျွန်တော်တို့လဲပြီးတော့ကစနာဘူရီတရားမှာကျွန်တော်ဆက်ကြည့်နေပေါ့နော်ဒါပေမဲ့လည်းချိန်ကကြည့်လိုက်တော့နေပဲရှိသေးတယ်အဲ့နဲ့ကျွန်တော်တို့ဟိုတယ်ပြန်နားလိုက်တယ်ဒါပေမဲ့မဖြစ်ချင်တော့အမှကျွန်တော်အချိန်တော့ကြာသွားတယ်ညဘက်ရောက်သွားတယ်ပေါ့နော်အမှကစနာဘူရီတရားကိုတွားကြည့်တော့တယ်မောင်ဝဲပြီးလူကဘယ်သူမှမရှိတော့ဘူးဗျမြင်တဲ့အတိုင်းပဲရပဲဆိုပေမဲ့တရားကြီးကမြင်တဲ့အတိုင်းပဲအရန်လာပါတယ်အဲ့တော့ညောင်သားတက်ဖို့လေးရိုက်ပြီးတော့အနီးနားမှာရှိတဲ့ညာစီကိုသွားပါမယ်။အဲ့မှာမိုးရရွာချလာတယ်။မိုးရနေနာနဲ့ညာစီကိုရောက်သွားခဲ့ပါတယ်။အဲ့မှာမိုးရနေနာနဲ့ရောက်သွားတာတန်တယ်ပေါ့နော်။အဲ့ဒီညာစီမှာရှိတဲ့အကင်တော့ကရမ်းစားကောင်းလို့နှစ်ခေါက်တော့ပြန်ပြီးစားခဲ့ပါတယ်။ဒီနေ့ရတဲ့လောက်ပါပဲနောက်နေ့ကျမှမနေ့စောစောနေတောင်ဆက်ပြီးတော့ပါမယ်ဘိုင်ဘိုင်ကျွန်တော်နောက်နေ့မနေ့မှာတော့ကျွန်တော်တို့ဈေးကားစီပို့ကျွန်တော်တို့တောင်မဖုံးရင်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်ကစနာဘူရီဘတ်စတာမီနယ်ကိုသွားတယ်ပေါ့နော်အဲ့ဒါနေပြီးတော့ကျွန်တော်တောင်မဖုံးသွားမယ်ပေါ့နော်ဒီတောင်ဖို့ပုံးကိုသွားမယ်ဒီကားက9:45ကျော်ကျော်လောက်မှထွက်မယ်ပေါ့အခုအဲ့ဒါလမ်းမှာပါလမ်းမှာရင်ကိုတောင်တန်းနေမြင်နေရအပြင်မှာအရန်ကိုလှပါတယ်ဒါကျမတို့တောင်ဖောက်ပုံးကားဂိတ်ကိုရောက်ပါပြီ9နာရီကျော်ကျော်လောက်မှရောက်တယ်ပေါ့နော်အဲ့ရနေပြီးတော့တောင်ဖောက်ပုံးမှာရှိတဲ့ဒီနိုင်တောင်သွားဖို့ပေါ့နော်ဈေးကားရှိတဲ့နေရာကိုသွားပါမယ်အဲ့မှာကျမတို့တန်းလျှောက်ဖို့သွားဖို့လုပ်သေးရပေါ့နော်ဒါပေမဲ့ကြွားလဲနေရာနဲ့ဆိုင်ကငှားပြီးတော့ပဲဈေးကားစီးမဲ့နေရာကိုသွားပါလေဈေးကမြောက်တရားနဲ့ဈေးထဲမှာမုံပတ်စားလိုက်ပါအောင်မယ်။အဲ့မှာမြန်မာဆိုင်တွေလည်းရှိရယ်မြန်မာစားတောက်တွေရောင်းနေဆိုင်တွေပြီးတော့ရွေးရဝစ်စုံတွေရောင်းနေဆိုင်တွေလည်းအများကြီးရှိပါတယ်။ဒါကတော့ကျွန်တော်တို့နိုင်တော့ပို့ပေးမယ်ဈေးကပေါ့နော်။ဈေးကဆိုတဲ့အတိုင်းရောခိုင်းနေတူတူစီရတယ်ပေါ့။ကားဆိုင်ကတော့တော့ပေါ့ကောင်းပါတယ်။စီလူခီတော့လူများနေမတော့ကွာစိတ်လာနေရှုကမြနဲ့ပြင်းနလို့နေတဲ့လမ်းတစ်ပါးချင်းများပြန်လို့နေတာမိုးတိမ်ငယ်ပြောတဲ့မှာအကွေးကောင်းနဲ့တောင်းလမ်းများကြအပြင်းလဲပြေးစိတ်လေးလမ်းရဝန်ချလို့မြူပြကရောက်နေ
ရှင်ကြီးရဲ့ဘွားကြီးကွာလုံးပလုံးနေ ဒါကတော့ကျမတို့ view point မှာရက်ပြီးရပေါ့နော်ကားဆရာကြီးအမှ view point မှာဓာတ်ပုံလေးရိုက်ပါတယ်ကဲနိုင်တောင်ရောက်ပါပြီအဲ့ဒီရောက်တဲ့နေ့ကပေါ့နော်ရာသီဥတုလေးကဆိုးထိုင်းပြီးမြူရီဆိုင်ပြီးရမ်းနေလို့ကောင်းပါတယ်ဒီမှာကျမတို့ရောက်တော့ဟိုတယ်ရှာတော့ဒီကမ်ဘေးမှာလည်းဟိုတယ်လေးရှိပြီးတော့ဒါကတော့ကျမတို့တဲတဲ့နေရာရဲ့ mountain view ပေါ့နော်ကမ်ဘေးကဟိုတယ်လေးတွေကမရနိုင်လို့ပါဒါကတော့ကျမတို့ထုတ်တည်ထားပြီးတော့ဒီအောက်ဆင်းပြီးတော့လဲတယ်ပေါ့နော်အဲ့မှာစားဖို့တကူရှာတယ်အဲ့မှာရှမ်းခောက်ဆွဲရတယ်ဆိုပြီးတော့ဝင်လိုက်တာပေါ့နော်ရှမ်းခောက်ဆွဲတော့မရဘူးဒါပေမဲ့ဗီဒီယိုအိုက်ဆိုင်အရန်ကောင်းပါလေကျမတို့ဝတ်သားနဲ့ဒါဝတ်သားနဲ့ကုတီပေါ့နော်ကျမစားတာချက်သားနဲ့ပါချက်သားနဲ့အရန်မှုပြီးအရန်ကောင်းပါတယ်ကောင်းပါစားဖို့မှအမှအကောင်းဆုံးပဲအဒီပြလိုရတာရှိတယ် ဒါတော့အဲ့ဒီကုတီကိုဆိုင်မှာတကယ်လို့သွားလေဖြစ်ရင်တစ်ခေါက်လောက်စားခဲ့ကြပါလို့ အနေကျွန်တော်တို့စားပြီးတော့ကျွန်တော်ရွာလန်းလေးတိုင်းဆက်သွားတယ်ပေါ့နော်ကော်ဖီဆိုင်လှလှလေးတွေ့တာနဲ့မချတစ်ခွက်ဝင်တပုံလေးရိုက်ခဲ့ပါတယ်ကဲအခုတော့ရွာထဲမှာရှိရဲ့တခြားနေရာလှလှလေးတွေစီဆက်သွားကြည့်လိုက်ပါဦးမယ်ညဘက်ဆိုရင်ကံဘေးမှာအဲ့ဒီမီးအောင်လေးထုံးထားတာအရန်ကိုလှပါတယ်လူနေပက်ချင်သားနေကျမတို့ညဘက်လည်းရောက်သွားပြီဆိုတော့မုံလေးပါလေးစားရင်သားနေမှာခဏနေဟိုတယ်ကိုပြန်လာပါမယ်ကဲဒီနေ့တော့ဒီလောက်နဲ့ပဲနားလိုက်ပါအောင်မယ်နောက်နေ့မနေ့ကျမှချောင်းကြချောင်းကြားပါမကြမ်းဆက်ပြီးတော့ပတ်ကြည့်ပါအောင်မယ်ရှင်ဒါကတော့ကျမတို့နောက်တစ်နေ့မနက်ပေါ့နော်ဒီလမ်းကျူလမ်းကြားလေးတွေကအစာလိုက်ပြီးတော့ပတ်ကြည့်နေရပါတကယ်လို့နေတောင်သွားလေဖြစ်တယ်ဆိုရင်အဲဒီချောင်းကျူချောင်းကြားနေရာလေးတွေကမကြံသွားပြီးတော့ပတ်ကြည့်ကြပါလို့ပြောချင်ပါတယ်ကျမတို့လူဒီလိုຢာလေးတွေကိုခန်းစားတတ်တဲ့လူဆိုရင်ဒီလိုအသေးဖွဲလေးတွေကအစာအရန်ကိုတန်ဖိုးရှိပါလိမ့်မယ်ဒီနေရာလေးဟာအခုဆိုရင်နေတာနေပြီမဲ့မထင်တယ်လို့လဲမြူတွေဆိုင်တာတပါတည်တယ်ကိုချီရတဲ့သူတွေနဲ့မှတ်တရလေးတွေကိုဒီနေရာလေးမှာခြံထားခဲ့လို့ရပါတယ်ကျွန်တော်ကတော့ဒီနေ့ရှုံးလေအောင်ပါဆိုတော့မုတ်စားပြီး energy ဖြည့်လိုက်ပါဦး
အခုကတော့ဟိုးထိတ်ဆုံးမှာမြင်နေရတဲ့ငကေကိုဖျားကြီးကိုအဓိကထားပြီးတော့သွားလည်မှာဖြစ်ပါတယ်ငကေကိုဖျားကိုမရောက်ခင်လမ်းမှာတွေ့တဲ့စီတီလေးကိုဝင်ဖူးလိုက်ပါအောင်မယ်ရှင်အခုတော့ဖျားရိပ်မှာခဏနာပြီးတော့ထိုင်းမြန်မာနယ်စပ်ရှိတဲ့နေရာကိုသွားပါမယ်ဒါကတော့ထိုင်းမြန်မာနယ်စပ်ပါဒီကနေအပြန်မြန်မာဆိုင်ဒီဇိုင်းမှာဝင်စားလိုက်သေးရပေါ့နော်အဲ့ဒါနဲ့ညမိုးချုပ်သွားတော့ဆိုင်ရဦးလေးတွေအန်တီတွေကလိုက်ဖို့ရမလားတော့မေးရဒါပေမဲ့ကျမတို့ကစူးစူးဆန်းဆန်းလျှောက်သွားရတာကြိုက်တော့ဒီတိုင်းလမ်းလျှောက်ပြီးတော့ပဲပြန်လိုက်ပါတယ်ရွာတဲ့ပြန်ရောက်တော့ကျွန်တော်တို့ညာစီကိုဆက်လက်လိုက်ပါအောင်မယ်ရှောက်ကြည့်ရင်သားနဲ့တငယ်ချင်းတွေအတွက်လက်ဆောင်လေးတွေလည်းဝယ်ခဲ့ပါတယ်။မနက်ဖြန်လည်းပြန်ရတော့မှဆိုတော့မုံလေးတွေဝယ်ပြီးကမ်ပင်းနားမှာထိုင်စားရင်သားနဲ့ဒီနေရာရဲ့အလှပလေးကိုအပြည့်အဝခံစားလိုက်ပါအောင်မယ်ရှင်။ဒီနေရာလေးရဲ့အနေခံတော်တော်များများကမြန်မာလူမျိုးတိုင်းသားတွေဖြစ်တာကြောင့်အရန်လဲဖို့ရရသလိုသဘောလဲရန်ကောင်းကြပါတယ်ပြီးတော့ language အခက်အခဲလည်းမရှိခဲ့ဘူးပေါ့နော်ဟုတ်ပါတယ်ကျွန်တော်သွားတဲ့ချိန်ကြီးရတဲ့အော်တိုဘာလမိုးကုံဆောင်ကူကာလာလေးဆိုတော့ရတဲ့သူဆိုလဲအရန်ကိုတာယာပြီးမြူရီတွေဆိုင်နေတက်တာမလို့အရန်ကိုနေလို့ကောင်းခဲ့ပါတယ်ဗျတကယ်ကိုလွမ်းပြီးချိန်ခဲ့ရတဲ့နေရာလေးတစ်ခုပါပဲရှင်ဘလော်လေးကိုဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ